ပြောဖို့မတူဘူး တင်ပါဗျာ အတန်လည်းမတူဘူး တယ်မှာ ညာတစ်ဆင့်နဲ့တစ်ဆင့် တယ်မှာ အဲ့ဒါကိုဆရာကတို့ကိုတရားနောက်မှစစ်တာဝင်လာတာနဲ့ချင်းလာကြည့်တာ တင်ပါဗျာ အေးသူကလည်းဟိုတရားစစ်လာတာကိုနှစ်ပေါင်း40ရှိပြီတဲ့ တယ်မှာ ဆရာလုတ်လာတာကိုတော့သူညာလို့မရဘူး တင်ပါဗျာ အဲ့တော့ကြိုးပြောလို့မရဘူးနောက်ချံပြောလို့မရဘူး တင်ပါဗျာ ဟိုတို့အပြင်ဟောတဲ့တရားတွေကသူ့တို့ကတရားနှိုးတရားလို့ခေါ်တယ်အဲ့ဒါကလာကြိုးပြောလို့ရတာဒါကြတော့ခုနကဘောလုံးပွဲလိုပဲလေ တင်ပါဗျာ ဘောလုံးကစားတဲ့ဘေးမှာကတ်လိုက်နေရသလိုဆရာကအမြဲတမ်းယောဂီကိုအမြဲတမ်းကြည့်နေရတာ တင်ပါဗျာ ပြီးတော့တို့ကြည်ကြတဲ့ဆရာပါဏိတာရာမဆရာတော်ဆိုတာခုနကနေပေါင်း30ဟိုတရားစစ်ခဲ့တဲ့ဆရာတော်သူအခန်းကနေပြီးတော့တို့ကိုအမြဲတမ်းကြည့်နေတာ တင်ပါဗျာ တို့တရားစစ်တဲ့ပုဂ္ဂိုလ်ကဒီယောဂီတရားမတက်ရင်သူ့ကြောင့်မတက်တာလားငါကြောင့်မတက်တာလားအမြဲတမ်းကြည့်ရတယ် တင်ပါဗျာ ငါအပြောဟောညံ့နေလို့လားငါလမ်းပြညံ့နေလို့လားသူအကျင့်ညံ့နေလို့လားအဲ့ဒါလေးကြည့်ရတယ် တင်ပါ အဲ့ဒါနဲ့လိုက်ပြီးကြည့်ပြီးတော့ခုနကဟိုစီကြဒိုင်တို့ဟိုဘာလို့ဒိုင်လူကြီးတို့ဟိုဘောလုံးအသင်းသားကနောက်ကကတ်လိုက်နေသလိုလိုက်ရတာ တင်ပါဗျာ ဒါအကျိုးပြောလို့ရတာမျိုးမှမဟုတ်ပဲ တယ်မှာ တင်ပါဗျာ ဟေး ကန်တဲ့နီးများပြောပြမလားဗျာ အေးတော်နေဝါလာဟိုဝါလာဘာလို့လူရှင်တော်ပြောသလိုပေါ်ပကံငါဂိုးရောက်သွားတို့ပြောနေကြဆိုရင်တော့အတွေးနဲ့အမှန်နဲ့ဒါအဓိကပဲတရားနည်းကြိုက်တဲ့နည်းနဲ့အားထုတ် တင်ပါဗျာ ကြိုက်တဲ့ဆရာစီသွား တယ်မှာ အမှန်နဲ့အတွေးနဲ့နေလို့ကြတာပဲခင်ဗျားတို့တဲ့လုံးကအတွေးတွေနဲ့လုပ်တာကိုဒီကအမှခိုင်းတာခင်ဗျားတို့တဲ့လုံးအတွေးတွေကသူများစီတွေးတာအခုအမှတ်ကကိုပြအမှခိုင်းတာ တင်ပါ ဒါပဲအတွေးနဲ့မှတ်နေပဲအဲ့တော့အတွေးများနေခင်ဗျားတို့တရားနဲ့ဝေး တယ်မှာ အမှန်များနေခင်ဗျားတို့တရားနဲ့နီးဒါပဲ တပည့်တော်ကသူတို့တာဖညာနေတော့နည်းနည်းနောက်ကြတာဗျာ ဘယ်လိုညာနေတာတော့ ညာတယ်ဆိုတာဒီစားဖို့နေပေါ့ဆရာတော်ဗျာတပည့်တော်ကမှပဲအဲ့လို ဘုခင်ဗျားသေးသွားတော့ဘယ်နဲ့လုံးဘူး အခုတော့အဲ့လိုထားခဲ့ပါပြီဗျာ ခင်ဗျားနဲ့ဘာဆိုင်လို့ မဆိုင်တော့ပါဘူးဗျာထားခဲ့ပါပြီဗျာ ဟောမသူကံနဲ့သူလာတာ တင်ပါဗျာ ကိုလုံးယူလို့မရဘူး တင်ပါဗျာ ဒီသူရိတ်ခါနဲ့သူလာတာ တင်ပါဗျာ ကိုပေးလို့မရဘူး တင်ပါဗျာ ဒီကိုကဘယ်တော့ကြီးကောင်းစေခြင်းသူကံကပါအောင်ပါဘူး တင်ပါဗျာ ဟင်ကိုကဘယ်တော့ပဲဆိုးစေခြင်းသူကံကမဆိုးဘူးဗျ တင်ပါဗျာ သူကံနဲ့သူလာကြတာတို့လည်းမဆိုင်ဘူးဟောပေါ့ဗျာတို့ဇန်နဲ့ပြောလို့ရှိရင်တော့သူကလည်းသူဝါသနာနဲ့သူကလည်းကိုဝါသနာနဲ့ကိုအဲ့ဒါကစားဖွဲ့ပြီးတော့စာကြီးဖြစ်သွားတာပေါ့ တင်ပါ စာကြီးဖွဲ့တော့သူကလည်းသူတောင်ကြတဲ့နေရာကဟိုကလည်းသူတောင်ကြတဲ့နေရာကနဲ့သူဇန်နဲ့သူကသွားကြတာတို့ရှိသမျှဇတ်တွေပေါ့ဇတ်ကြီးတွေကလွယ်လို့ပေါ့ရှိခိကလည်းရွှေမတင်မောင်တို့မြို့တော်သိအောင်တို့ဒါဒီတော့ကလွယ်လို့ကျန်တာတွေကတကူလာပြည့်စာကောင်းခွဲရတာတို့ဘကိုးရွှေမော်တော့ဟာစာကောင်းခွဲတဲ့အချိန်ပဲသူကတကူလာပြည့်ကျင်ပါတာဟုတ်အဲ့ဒီချိန်မှာဟာတော့ဆိုင်မုတ်ကြီးတွေကတော့ဘာညာတတ်ထားတာသူတော့ကကြီးနဲ့မင်းသားကတက်တာကကြီးနဲ့မင်းသမီးကတက်တာစာကောင်းခွဲတဲ့နေရာကို တင်ပါဗျာ ဇာကောင်းခွဲပြီဆိုရင်ကိုထုတ်ကိုပြန်ကင်ပြီးပြန်ရမှာ တင်ပါ တင် ဗျာ ပါဗျာ အေးနေဘယ်တော့ငါနဲ့ဟိုပြသားမှာနှစ်ပါးသွားခဲ့တယ်ငါအိမ်လိုက်ခဲ့ခေါ်လို့ရမလား မရပါဘူး ဟုတ်ကလားခေါ်ခြင်းသေးသလား ခေါ်ချင်တော့ပါဗျာခေါ်လဲသူတို့ကမလိုက်ပါဘူးဗျာ မလိုက်ဘူးလား မလိုက်သေးတာဗျာ မလိုက်မတော့ဒီတော့ပဲ တင်ပါဗျာ အေး
အဲတော့အခုဘာလို့ဒေါနာအေကြီးတွေ့တာတော့ဒါတော့ယုံပြရှိသေး တင်ပါဗျာ မရသေးဘူး တင်ပါဗျာစူးစမ်းပါမယ်ဗျာ စိတ်ထဲမှာသီလရှင်ဖြစ်အောင် တင်ပါဗျာ သူဒေါနာအေကြီးတော့ကာဗျာပိတ်ဖြူကိုခဏတူပါလိမ့်မယ် တင်ပါဗျာ ပြီးတော့ပိတ်ညိုကိုတူပါလိမ့်မယ် တင်ပါဗျာ ပိတ်ဝါဝကတော့ဘုန်းကြီးတွေပဲလေ တင်ပါဗျာ ဒေါနာအေကြီးတို့ကျတော့အဖြူနဲ့ဝါနဲ့ရောတီရောရနေ တင်ပါဗျာ ပိတ်ဖြူကိုနဲ့အောင်မြင်သွားတဲ့ပုဂ္ဂိုလ် တင်ပါ အဲ့ဒီပုဂ္ဂိုလ်တွေကသူတို့ပညာရှိကြီးတွေဒါသီလချခံပြီးအောင်သွားတဲ့ပုဂ္ဂိုလ် တင်ပါဗျာ ပိညိုနဲ့ဝတ်ပြီးတော့သာသနာပြုတဲ့ပုဂ္ဂိုလ်ကသူတို့ချင်းချင်းပြီးတဲ့ဒါသမာဓိကိုခြေပြုပြီးတော့အောင်သွားတဲ့ပုဂ္ဂိုလ် တင်ပါဗျာ ပိဝါဝနဲ့ယာနေအရာပညာအဓိကဒါအောင်သွားတဲ့ပုဂ္ဂိုလ်အဲ့သူတို့ခေါ်ရတာအဲ့တော့တို့ပိဖြူဝတ်ကလေးကတို့ကသီလစိတ်ထဲမှာရှိရတော့မှာ တင်ပါ ယောဂပိဖြူကိုပြထားသည်စိတ်မှာပိဖြူခဲ့သို့ဖြူစင်ရမယ်ဟုတ်နော်ဒါကပိညိုတဲ့ပုဂ္ဂိုလ်များသောအားဖြင့်တော့ကိုးပါးသီလလောက်ထရပါပဲ တင်ပါ တို့ဘောပါတော့ကပိညိုနဲ့နေခဲ့ကြတာပါ တင်ပါဗျာ ကိုးပါးသီလလောက်ထရတယ်နဝင်ကနဲ့နေရတယ်ဟင်သူတို့ကြတော့ဟိုအပြင်မှာပိညိုထားတယ်လို့အတွင်းမှာစိတ်မှာလေညိုသမာဓိစိတ်ဝင်နေရမှာ တင်ပါဗျာ ပိညိုကသမာဓိတောင်းယူတာပိဖြူကသီလတောင်းယူတာ တင်ပါဗျာ အခုဒေါနာအကြီးတို့ကျွတ်တို့ပါတွေကြတော့ပိတ်ဝါတွေပေါ့ တင် အဲ့ ပါ ဒါကပညာကိုအာယုဟိုအဓိကထားပြီးတော့သိက္ခာတက်ရမှာပြောတာ တင်ပါဗျာ ဟင်ကိုယုံနဲ့မပြီးဘူး တင်ပါဗျာ သိက္ခာတက်ရအောင်မှာ တင်ပါဗျာ တက်ပြီးပလား ဟိုဒီကကျောင်းကုန်းမှာလာဖို့တော့သူတို့10ပါးပေးတယ်ဗျာ อืม 10ပါးနဲ့နေရတယ်တဲ့ဗျာ အင်းဘယ်သူတို့ကိုကြောက်အောင်လား ဦးကျော်အောင်ကအခုဖြေဘုံတော်ပြစ်မှာဝါဆိုတယ်ဗျာ ဟုတ်ကလား ဓမ္မဗျာတပိတော့စောပိုင်းတော့ဘုံတော်ပြီးပဲသွားမလားဆိုတော့ အင်း ဆရာတော်ကဦးကျော်အောင်ကပြောတယ်ဗျာဟို အင်း ငါကသူ့ကိုရွှေချောင်းကုန်းမှာနေစီချင်တာတဲ့ဗျာ အေး အဲ့ ဟု လို တ်ကဲ့ ပြောလိုက်တော့တပိတော့မှလည်းရွှေချောင်းကုန်းပဲသွားတော့မယ်လေဗျာဆိုပြီးတော့လာလိုက်တာ အဲ ဗျာ ရှူကြောင်းကဘယ်သူနေတာလို့ အခုဦးဝီစိတ်တာဗျာ ဘယ်ကားလို့ ဟိုဟာဦးရှမ်းလို့ခေါ်တယ်ဗျအဲ့ဒီဖွားစေရဲ့တူဆိုလားဗျ ဩတကယ်လေး တင်ပါဗျာ တကယ်လေးကနေမှာ တင်ပါ တို့တော့ကတော့ များတယ်ဗျအဲ့ဒီအကန်တူတွေများတယ်ဗျ အင်း ရှစ်ပါးရှိတယ်ဗျ အင်းဘာလို့ထားလို့ သူတို့တင်ကားရဟန်းတယ်ပေါ့ဗျာအဲ့ဒီက ဟုတ်တယ်ကား တ ရ င်ပါ ဟုတ်ပြီဒီမှာရပါတယ် တင်ပါဗျာ ဟုတ်ကလား ရှစ်ပါးဗျဆရာလေးကတပိတော်နဲ့ပါဖွားစေရဲ့၃ပါးဗျ အေးဒီလာချင်းက တင်ပါဗျာ အေးတော့ဖွားစေရံပြီးသေးဘူး မတည်သေးဗျရှိတယ်ဗျကျမ်းမာရေးကောင်းနေသေးတယ်ဗျ အာ ဒါပေမဲ့အသက်အစင်းတော့မလုံနိုင်တော့ဗျသူ့เจ้าကိုဆုံးဖို့ အေးအရွယ်လေးတော်တော်ကြီးပြီဥစား တင်ပါဗျာ88ပါတယ်ဗျ အေးဟုတ်ကလားအမတို့တဲ့တော့ကြီးပြီ တင်ပါဗျာ တို့က80နှစ်ကို တင်ပါဗျာ သူကတို့တဲ့တော့ကြီးနေပါပြီသူတကယ်လေးလည်းရောက်ဖူးတယ်တောင်းတန်းနေဘတို့ရောက်ဖူးတယ်သူတို့ပင်လို့နေချင်းလို့ဘုံတန်တိုင်းတော့မရောက်ခဲ့ဘူးဒါ3ရွာရှိတာလေ တင်ပါ တော့ထိတ်ပါတို့ကစိတ်ကိုအဓိကထားမှာပူပြ တင်ပါဗျာ ယောဂတော့